ဒါလေးကတော့ဒေါခင်လာရဲ့ရှယ်မရှယ်ပေါင်အသက်အလွတ်6အော်ဒါလေးပို့ဖို့လုပ်နေတာဖြစ်ပါတယ်ရှင်။အစီအကျော်လုံးဝမပါပဲပေါင်သားတီးတန့်ကိုသုံးပြီးထားပါတယ်။အပျော့ကြောင့်အငန်ကြောင့်လုံးဝမဟုတ်ပဲတဘာဝကြောင့်ဖြစ်ပါတယ်ရှင်။ဒေါခင်လာရဲ့အလွတ်6ပုံမှန်ကြောင့်အနေထားလေးကတော့ဒီလိုမျိုးအစစ်အဖြောင်အချောင်လေးတွေဖြစ်ပါတယ်ရှင်။ဒေါခင်လာမှာ export quality share ကြောင့်နဲ့ပုံမှန်6ဆိုပြီးနှမျိုးနှစ်စားဝယ်ယူရရှိနိုင်ပါတယ်ရှင်။ဒါလေးကတော့ပုံမှန်6 share လေးပဲဖြစ်ပါတယ်ရှင်။အသင့်စားလေးတွေပြန်လဲထုတ်လို့ရောင်းချလို့တဲ့ဖောက်တဲ့တွေအားထားရတဲ့အလွတ်6လေးဖြစ်ပါတယ်ရှင်။ပြန်ရောင်းဖောက်တဲ့များအတွက်အလွတ်6တီးတန့်ပေါင်အသက်အစားစားတို့အားဆိုင်ပိတ်ရမရှိမန္တလေးမြို့ဈေးကြိုတွင်နေ့စဉ်လက်ကားဖြန့်ချိပေးလျက်ရှိပါတယ်ရှင်။လက်လီဖောက်တဲ့များအတွက်အများစီလက်ကားဖောက်တဲ့များအတွက်ပိတ်သက်ခြင်းလိုက်ထုတ်ရည်လိုက်လက်ကားဈေးတို့ဖြင့်ရောင်းချပေးလျက်ရှိပါတယ်ရှင်။နှစ်ပေါင်း30ကျော်စားသုံးသူများကြိုက်တဲ့တက်ကြသောဒေါခင်လာ၏ရှယ်မရှယ်ဟာလယ်အသားကြောင့်နှင့်စားတောက်ကုန်လုပ်ငန်း